အော်တိုဘာလ30ရက်နေ့အတွက်ခုနှစ်သားသမီးအားလုံးအတွက်တနေ့တာဟောစတန်လေးဖြစ်ပါတယ်ဗျမိတ်ဆွေပေါင်းဘေးကင်းကြမ်းမှာချမ်းမြေ့ပြည့်စုံနိုင်ကြပါစေမိမိကိုယ်ကိုယ်လည်းကောင်းတည်တဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေလို့လိုက်လဲလဲဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ခင်ဗျာဒီနေ့2025ခုအောက်တိုဘာလ30ရက်ကြာသပတေးနေ့တနေ့တာအတွက်တနေ့တာဟောစတန်လေးဖြစ်ပါတယ်ဗျဒီနေ့ဟာခုနှစ်သားသမီးမိတ်ဆွေများအနေနဲ့အကျွေးတောင်းအကျွေးဆက်ငွေစုငွေချေးငွေကြေးဆိုင်ရာအလုပ်တွေကားအယောင်းဝယ်ဖိုးတန်ကြောက်အယောင်းဝယ်ကိစ္စတွေအချစ်ရေးကျမ်းမာရေးအလှပရေးရာလုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ဗျဒီနေ့ရွက်ကံတရားရဲ့အထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အပြာရောင်အညိုရောင်များပါတဲ့အဝိစာအသုံးဆောင်တွေကိုအားပြုဝစ်စင်သုံးဆွဲတင်ပါတယ်ဒီနေ့တနေ့သားအတွက်ကံကောင်းလက်ရှင်စေတဲ့ကနန်းတွေနံပါတ်တွေကတော့6ကနန်း2ကနန်းတို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ဘာပဲရောင်းဘာလုပ်ငန်းလုပ်တာဖြစ်ဖြစ်ဘာပဲရောင်းချင်ကိုယ့်ရဲ့ရောင်းကုန်ပစ္စည်းတွေလုပ်ငန်းသုံးပစ္စည်းတွေကိုစကားလေးတစ်ချက်နဲ့ပလတ်စတစ်စကားပဲဖြစ်ဖြစ်နှီးစကားပဲဖြစ်ဖြစ်အစင်ပြေရာစကားလေးတစ်ချက်နဲ့တို့ခောက်ရိုက်ပုတ်ပြီးတော့ဆူတောင်းတင်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်စိတ်သားဆက်သားအကြသံကျော်ဇီးသည်တမျိုးမျိုးလူရန်ဒါနပြုခြင်းအဖြစ်ကံတရားရဲ့ထောက်ပံ့တွေရရှိနိုင်ကြပါစေကိုယ်စိတ်နှပြကျမ်းမှာချမ်းသာပြီးလိုရာဆန္ဒများလဲပြည့်ဝတော်မူနိုင်ကြပါစေခင်ဗျာ